okay ပါဒါဆိုရင်တော့အခုလက်ရှိဒီ chapter 1ထဲမှာပဲစာမျက်နှာအကြောင်းသိသွားပြီလို့ထင်ပါတယ်เนาะ title ပါရှိမယ် quick access 2ပါ tab ပြီးတော့ရင် group တွေရှိမယ် command button တွေရှိမယ် oh by the way ဒါဆိုရင်ဒီမှာလေဒီ command တွေရှိနေတယ်ဒီ group ကြီးပေါ့เนาะဒီ line ဘယ်ဘက်ထိ clipboard group ကနေပြီးဟိုးနောက်ဆုံးထိ add တင်ရှိဒီ bar တိုင်းကိုကြတော့ဘာလို့ခေါ်လဲဆိုရင် ribbon bar ရမယ်เนาะ ribbon bar document ရှိမယ်စာရိုက်တဲ့အခါမှာသုံးတဲ့ဒီ icon ပုံစံတွေ့လားမိတ်တုံလေးเนาะဒီ blinking insertion point လေးအဲ့ဒါလေးက insertion point လို့လည်းခေါ်ပါတယ်ဒါလေးကိုဘာလို့ခေါ်လဲဆိုရင် insertion point ဒါမှမဟုတ်ရင်သူ့ကိုဘာလို့ခေါ်တယ်လဲဆိုရင် insertion point လည်းခေါ်တယ်ပေါ့နော်သို့မဟုတ်သူ့ကို cursor လို့လည်းခေါ်ပါတယ်ဒါမယ်နော်စာရိုက်တဲ့အခါမှာ click နှိပ်ပြီးတော့ရိုက်တာပေါ့နော်အခုဒီမှာဆိုရင်စာမှတ်ကပဲနေရလဲရောက်တဲ့နေရာမှာစာရိုက်တာကိုပြောတာပါဒါမယ်နော် okay ဒါဆိုရပြီဆိုရင်ခုနကပြထားတဲ့စာမျက်နှာလေးကိုတွားကြည့်အောင်နော်ဒါလေးပါဟုတ်ပြီနော် quick access 2ပါ title ပါပြီးတော့ဒီမှာ control bar နဲ့ window size ပေါ့နော်အရွယ်စားပြင်တာ ribbon bar ရှိပါမယ်အပေါ်အောက်ကိုရွှေ့တယ် vertical scroll bar ရှိမယ်ပြီးတော့ရင်ဘယ်ညာရွှေ့မယ် horizontal scroll bar ရှိပါမယ် zoom button တွေရှိပါမယ် zoom in zoom out ပါ view button 3မျိုးရှိပါတယ်ပြီးတော့ status bar လေးလည်းရှိပါတယ်အောက်မှာဟုတ်ပြီနော်ဆိုရင်ခဏလေးဒါလေးကမမြင်ရမှာဆို insertion point လေးကအပေါ်ရောက်နေလို့ရွှေ့ပေးမယ်နော်မှာပါဒါကိုရဲ့ insertion point okay နော် okay ရပြီဆိုရင်ဒီမှာ explaining to offstage view ဆိုတာ back stage ကိုပြောတာဒီ view လေးလည်းရှင်းပြမယ်ဒီ chapter 1မှာကြတော့လေဟိုဟာနည်းနည်း theory လေးနည်းနည်းတော့ပါမယ်နော်ဆိုတစ်ချက်ကြည့်အောင်နော်ဘေးနားက file တက်မှာတစ်ချက်နှိပ်ပါ file တက်မှာတစ်ချက်နှိပ်ပြီးဆိုရင် computer ရဲ့နောက်ခံမှာပေါ့နော်ဘာတွေလုပ်နေလဲဆိုတာလေးကိုမြင်ရလိမ့်မယ်အဲ့တော့သူဘာတွေလုပ်နေလဲတစ်ချက်ကြည့်အောင်နော်ကိုကစာမျက်နှာကိုအသစ်လိုချင်တယ်ဆိုရင် new button မှာနှိပ်ပြီးတော့စာမျက်နှာအသစ်ယူလို့ရတယ်သို့မဟုတ်ရှိပြီးသား design လေးတွေကိုကြတော့ template လို့ခေါ်ပါတယ်ဒီ template လေးတွေကိုယူသုံးလဲရတယ်သို့မဟုတ်ကိုက online နဲ့ချိတ်ဆက်ထားတဲ့သူဆိုရင်ဒီမှာ online ပေါ်က template design လေးတွေကိုလည်းယူသုံးလို့ရပါတယ်ပြီးရင်တော့ဒီအောက်ဘက်မှာဆိုရင်စာကိုကဒီထဲမှာ file တွေတင်ထားတယ်အဲ့ဒီရှိထားတဲ့ file ကိုဖွင့်တင်တဲ့သူတွေက open နဲ့လည်း file ဖွင့်လို့ရပါတယ်ဒါမျိုးလေးပါမဖွင့်ပြသေးဘူးเนาะနောက်ပိုင်းနေမှာ step by step လုပ်ပြသွားမယ်เนาะဒီအခုကကြတော့ဒီ back stage view ကိုပဲအရင်ရှင်းပြတာဖြစ်တဲ့အတွက်เนาะဒါဆို3ခုတည်ဟုံးဆိုရကြတော့ခုနနေအောင်ပြန်ရောက်တာပေါ့เนาะနောက်ခုနဆက်ခွဲကိုက open နေရပြီเนาะသူရောက်ခွင့်မှာ info လေးရှိပါတယ် information ကိုပြောတာပါ info ကဘာတွေလုပ်လို့ရလဲဆိုရင်ကိုယ့်ရဲ့စာရွက်ကိုသူတို့ဘာလွယ်တကူဝင်လို့မရအောင် protect document လို့ခေါ်တဲ့ဒီ file ကို lock ချတာပေါ့เนาะတော့ခတ်ပြီးတော့တင်လို့ရပါတယ်ဒါမယ်เนาะဒါကကို file ထဲမှာရှိနေတဲ့အရာလေးတွေပြန် check in လိုက်လို့ရတယ်เนาะ manage document ဒီဟာကကြတော့เนาะ there are no unsafe changes တဲ့ပြောင်းတာလေးမရှိလို့ပါเนาะကြည့်ပါเนาะကိုယ်ထဲမှာ recover ပြန်လုပ်လို့ရတယ်ဥမာမှားနေတာလေးရှိဒီမှာပြန်စစ်လို့ရတယ် manage document ပြန်ပြီးတော့ကိုယ့်ရဲ့ document တွေကိုပြန်စစ်တာပါ properties ကကြတော့လေဂုဏ်သက်တွေတော့မဟုတ်ဘူးเนาะသူ့မှာပါတဲ့ data ချက်လက်လေးတွေကဘာပြောထားလဲဆိုရင် size เนาะ save ရဒီစာရွက်ကယူထားတာပဲရှိတယ်တင်ထားတာမျိုးမရှိနေဘူးလို့ပြောတာပါin pages တဲ့ဒီမှာဆိုရင်တရွက်ပဲရှိတဲ့ကြောင့်ဒီမှာမမြင်ရတာเนาะ words တဲ့စကားလုံးကလည်းအများကြီးထားတာချင်းမရှိသေးဘူးအခုဒီ Microsoft Word ကိုဖွင့်ထားတဲ့ total minute အဖြစ်တော့8 minute ကြာတယ်အဲဆိုရင်ဒီနေရာမှာ tab တွေ title တွေ comment တွေပေးလို့ရတယ်ပြီးတော့ related date မှာဆိုရင်ဒီနေ့သုံးနေတဲ့ date လေးလည်းမြင်ရမယ်ဘယ်သူသုံးတာလဲဆိုရင်ကိုကဒီမှာ account ဝင်ထားတယ်ဆိုတော့ကျွန်မနာမည်လေးပါဝင်နေတယ်ပေါ့နော်ကြားမယ်နော်ဒါ properties မှာပြနေတဲ့နေရာလေးတွေပါ save နဲ့ save as ကဘာကွာလဲဆိုရင်တော့ save ကကြတော့အခုမှစာရိုက်တဲ့သူအခုမှ file စသိမ်းတဲ့သူတွေက save ကိုရွေးပါ for example စာရွက်အသစ်ယူလိုက်တယ်အဲစာရွက်အသစ်မှာကိုလိုအပ်တဲ့ data လေးတွေကိုရိုက်လိုက်တယ်ဒါလေးတွေကိုသိမ်းမဲ့ဟေးဆိုရင် save နောက်တစ်ခု save as ဆိုတာကကြတော့ကိုကသိမ်းထားပြီးသားအဲ့ဒီ file ကိုကိုကနာမည်မတူအောင်ပြောင်းသိမ်းချင်တာဘယ်လိုမျိုးအခြေအနေမှာသုံးလဲဆိုရင် original file ကိုပြင်လိုက်တယ်ပြင်ပြီးသွားပြီဆိုရင်အဲ့ဒီ original file ကိုသူ့အတိုင်းပဲထားချင်တာပြင်ထားတဲ့ design တွေမသွားစေချင်ဘူးပြင်ထားတဲ့ design ကိုကြာတတ်ဖယ်ထုတ်ချင်တယ်ဆိုရင်အဲ့လိုမျိုး up to date ပြန်ချင်းချင်တယ်ဆိုရင် save as မှာ click နှိပ်ပြီးတော့နာမည်ပြောင်းသိမ်းရုံနဲ့ original file ကလည်းသူ့တိုင်းရှိနေမယ်ဒီ up to date ချိန်ထားတဲ့အရာတွေကလည်း save as ထဲမှာတစ်ခါတည်းဝင်သွားမယ်နှစ် file ရလာမယ်ပေါ့နော်နောက်တစ်ခုကကြတော့ save as Adobe PDF ဖန်ဖိုင်လေးတန်းပြောင်းတာ
ကိုယ့်ရဲ့ data အချက်လက်ကိုသူများလည်းဒီကိုဝင်ပြင်စရာမလိုတော့ဘူးပေါ့နော်တခါတည်းပဲ Microsoft Word ကနေ PDF လေးပြောင်းပြီးတော့ကြည့်လို့ရပါတယ်ပြီးတော့ print ကတော့အတော်များသိမယ်လို့ထင်တယ်နော် print out လုပ်တာပါအဲဆို share လေးရတယ်နော် share ဘယ်သူစီကို share မှာလဲဒီမှာနော် save to cloud ကိုက cloud နဲ့ချိန်ထားရဲဆိုရင်ဒီ cloud ထဲဝင်လို့ရတယ် PDF file နဲ့ share လေးရတယ်ဟုတ်ပြီနော်ပြီးတော့ဒီမှာ online email နဲ့ share လေးရပါတယ်ဒါ people ကို share ချင်တဲ့လူတွေကိုရွေးလို့ရပါတယ်အောက်က CS Adobe PDF link ဒါက share as နော်ဒီမှာ share တာ save this document to convert it to PDF file ကိုအရင်ဦးဆုံးဒီခုနရထားတဲ့ Microsoft Word ကိုတဲ့ PDF file နဲ့အရင်ပြောင်းတဲ့ convert ဆိုတာအရင်ပြောင်းခိုင်းတာပြောင်းမယ်ဟေးဆိုရင်ဒီမှာနော်မပြောင်းသေးတာဖြစ်တဲ့အတွက်ဒီမှာနော် export ကကြတော့ဗာနဲ့တူလဲဆိုရင်ဒါနဲ့အတူတူပဲဒီ save as Adobe PDF ကအခုနောက်ပိုင်း version တွေမှာပေါ်လာတာအရင်ကဆိုရင်ဒါလေးမပါဘူးအဲ့တော့ဘယ်ကိုသွားကြလဲဆိုရင် export ကနေပြီးတော့ပဲ PDF file ကိုသွားပြီးတော့ step by step ပြောင်းလို့လည်းရပါတယ် more button မှာကလေးလေးတစ်ချက်နှိပ်ကြည့်ပါ close button တွေရှိပါတယ် account ရှိမယ် option ရှိမယ် account ကကြတော့ကိုယ့်ရဲ့ Microsoft Word ကိုဒီလိုမျိုး account လေးဝင်လို့ရပါတယ်ပြီးတော့ရင်တော့ဒီမှာ option မှာကလေးနှိပ်ပြီးရေးဆိုလို့ရှိရင်တော့ Microsoft Word ထဲမှာအသုံးပြုနေတဲ့ဒီ command tool တွေနဲ့ပတ်သက်ပြီးတော့အကုန်လုံးသူကဒီမှာ information အဖြစ်နဲ့ general information ပေါ့အကုန်လုံးပြင်ရတယ် proofing save file လုပ်လို့ရတယ်ဒီ box လေးနဲ့ပတ်သက်ပြီးတော့နောက်ပိုင်းကြလို့ရှိရင်လည်းထပ်ထပ်ပြီးတော့ပြပြပေးသွားပါမယ်နော်အခုတော့ဒီ box လေးကို cancel နဲ့ပိတ်လိုက်ပါမယ်ဒါဆိုရင်တော့ဒီ Microsoft Word ရဲ့ Basic View လေးကြောင်းသိပြီလို့ထင်ပါတယ်အခုလက်ရှိပြောပြပေးသွားတာကတော့ Microsoft Word ထဲမှာ Basic View နဲ့ပတ်သက်လို့ပြောပေးသွားတာပါရမယ်နော်ဒီမှာ info ထဲမှာဆိုရင်သူက for example နှစ်ချက်လောက်ပဲပြောပြပေးသွားတာကျမတို့ခုနအကုန်လုံးပြောပေးသွားတယ်ပေါ့နော်ဒီတိုင်းတော့ဒီမှာ Quick Access Toolbar ထဲမှာရှိနေတဲ့အရာလေးတွေကိုဖြတ်ပြီးတော့ပြောပြပါမယ်အဲ့တော့ Quick Access Toolbar ထဲမှာဆိုရင်တော့ဒီမှာနော်ဘေးနားတောင်ဝဲတို့ညလေးနှိပ်ပါဒါလေးကကြတော့ undo redo အခုထည့်ထားတာဆိုရင် undo redo save automatically save ကိုဖြုတ်လိုက်မယ်အဲ့ဒီမှာဖြုတ်တာထည့်တာလွယ်လွယ်လေးဘေးကဥမာဆိုရင် new button လေးမှာတက်ချနှိပ်ပြီးတော့ထည့်ကြည့်ဒါဆို new လေးဝင်တယ်ဒီနေရာမှာ new မှာ click နှိပ်နောက်ထပ်စာရွက်အသစ်တစ်ရွက်ထည့်ရတယ်ရမယ်နော်ဒီမှာပါဘေးနားတောင်ဝဲတို့များလေးကဘာလို့ခေါ်လဲဆိုရင်သူကကြတော့ customize quick access toolbar လို့ခေါ်ပါတယ်သူ့မှာနာမည်လေးရှိတယ်ဒီနှစ်ထပ်များလေးကသူ့မှာ click နှိပ်ပြီးတော့ကိုကြိုက်တဲ့ button လေးတွေထည့်လို့ရတယ်ဟုတ်ပြီနော်ဒီဘာသာလေးကိုလည်းအပေါ်မှာထားလို့ရတယ်လို့ဒီအောက်ဘက်မှာအောက်ဘက်ဆိုတာက ribbon ဘာရဲ့အောက်ဘက်မှာသွားချလဲရတယ်ဥပမာဒီမှာဆိုလို့ရှိရင် show below the ribbon ဆိုတာလေးတစ်ချက်နေကြည့်ဒါဆိုရင် below ဒီမှာအောက်ဘက်ကိုရောက်တယ်ပေါ်ပြန်ထားကြည့်မယ်နော် customize quick access toolbar ကိုပြန်နှိပ် show above the ribbon ဒီမှာပါဒါဆိုတော့ customize quick access toolbar လေးကိုလည်းကိုယ်စိတ်တိုင်းကြားဘယ်ညာပေါ်အောင်ရွှေ့လို့ရတယ်လို့ပြောချင်တာပါဒီကတောင်ဝရိုးများလေးနှိပ်မယ်အဲ့ဒီမှာဆိုလို့ရှိရင် command တွေနဲ့ပတ်သက်ပြီးတော့ထပ်ထည့်ခြင်းလည်းရတယ်ဖြောက်ခြင်းလည်းရတယ်နော်ဖြောက်ခြင်းနဲ့ဆိုရင် hide ဖောက်ခြင်းနဲ့ဆိုရင်ဒီမှာနော် show more command မှာတက်ချက်နေရင်ဒီ command နဲ့ပတ်သက်ပြီးတော့ဒီ Microsoft Word ထဲမှာအသုံးပြုနေတဲ့ဒီ command tools တွေအကုန်လုံးကိုတွေ့ရပါလိမ့်မယ်ဥပမာဒီနေရာမှာဆိုရင်၄ခုပဲရှိတယ်ကျွန်မနောက်ထပ်2ခုလောက်ထပ်ထည့်ပြမယ် for example ကျွန်မတခါတည်း email ပို့ခြင်းနဲ့ဆိုရင် email မှာတက်ချက်နေ add မှာတက်ချက်နေဒီမှာ email ဝင်တယ်ဟုတ်ပြီနော်အလွယ်တကူပေါ့နော်ကိုအမြဲတမ်းသုံးတဲ့ button လေးတွေကို quick access toolbar ထဲမှာထည့်ထားလို့ရပါတယ်တကယ်လို့ကိုကမထည့်ချင်တော့ပြန်ဖြုတ်ချင်တယ်ဆိုလဲလွယ်လွယ်လေးပါကိုပြန်ဖြုတ်ချင်တဲ့နေရာမှာ click နဲ့ remove မှာနှိပ်လိုက်ရုံပါပဲတစ်ချက်နှိပ်မယ် remove မှာတစ်ချက်နှိပ်ရုံပါပဲဒီမှာ3ခုပဲထားခဲ့မယ်နော်ပြီးတော့ okay နဲ့ထွက်ကြည့်ပါဒါဆိုရင်တော့ဒီအနောက်မှာဒီမှာကြည့်နော်ဒါကတော့ Microsoft Word file မှာနှိပ်လို့မရအောင်နော်ဒီမှာနော်ဒါ origin တယ်တိတ်မှလာတခါတည်းတန်းပေါ်တယ်ဒီမှာနော်ဒါလေးဟုတ်ပြီနော်ဒီလိုပုံစံပေါ်တာဆိုသူ့ဘေးနား button လေးတွေကြတော့ဒီမှာ pointer တင်တွေလင်းနေမှာဟုတ်ပြီနော် undo redo အကြောင်းလေးကိုလည်းဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် undo redo ဆိုတာကလေundo လို့ပြောလိုက်ပြီးဟေးဆိုလို့ရှိရင် two step back ပေါ့ကိုယ့်ရဲ့လုပ်ငန်းစဉ်မှန်သမျှကိုအနောက်ကိုပြန်ရောက်သွားတယ်ပေါ့နော်ပြန်ပြီးရောက်သွားတယ် redo ကကြတော့ undo နဲ့ဆန့်ကျင်ဘက် undo ကကြတော့ user တို့နဲ့ဆန့်ကျင်ဘက်လို့ပြောရင်ပုံမှန်တယ်ဥပမာ user ကစာရိုက်ထားတယ်ဒီမှာခုနစာတွေရိုက်ထားတယ် undo redo အဲ့ဒါကိုမရိုက်ထားတဲ့ပုံစံမျိုးဒီပြန်သွားခြင်းနဲ့ဆိုရင်ဒီပေါ်လေးနော်ဒီဘက်ကညာကွယ်လေး undo လေးမှာနှိပ်ကြည့်ပြန်ပြောက်မယ်ဆိုတော့ undo ရဲ့အဓိပ္ပာယ်ကဒီ user နဲ့ဆန့်ကျင်ဘက် redo ကကြတော့ undo နဲ့ဆန့်ကျင်ဘက် redo ကကြတော့ undo ဘာလုပ်ထားလဲအဲ့ဒါကိုသူကပြန်ပြီးဆန့်ကျင်ပြီးခေါ်ပေးတယ်ရမယ်နော်ဟုတ်ပြီနော်ဒါဆိုရင်ဒီဟာလေးတစ်ချက်ကြည့်ကြည့်ပါဒီမှာပါ
Courses 2ပါထဲမှာ pattern လေးတွေကိုထည့်လို့ရတယ်လို့ပြန်ဖြုတ်လို့လည်းရပါတယ် Mandate from mistake ကကျတော့အမှားပြင်ဆင်တာပါ You want to less action နောက်ဆုံးလုပ်ခဲ့တဲ့လုပ်ငန်းစဉ်ကိုပြန်သွားခြင်း undo ပြောချင်တာက user နဲ့ဆန့်ကျင်ဘက်ပဲ user ဘာလုပ်ခဲ့လဲနောက်ဆုံးအဲ့ဒီအတိုင်းအောင် तू ကပြန်ပြီးတော့နောက်ကိုပြန်ဆုတ်ပေးတယ်ဒါ undo redo ကကျတော့ undo နဲ့ဆန့်ကျင်ဘက် undo ဘာလုပ်လို့ तू က redo ကပြန်ပြီး cancel လုပ်ပြီးတော့ပြန်ခေါ်လာတာဟုတ်ပြီနော်ဒီတိရပြီရေးဆိုရင်စာရွက်အသစ်ကလေးယူတာကိုပြန်သွားကြမယ်နော်ဒီ file လေးနော် file tab new new blank document ဒါဆိုရင်နောက်ထပ်စာရွက်အလွတ်တရက်ရလာပါလိမ့်မယ်အလွယ်လေးပါနော်ကဲဒါဆိုရင်ဒီဘက်ကစာလေးတစ်ကြောင်းဒီကစာလေးတစ်ပိုက်ကိုရိုက်ကြည့်ပါနော်ဒါလေးနော်ပြထားပေးပါမယ်ဒီစာပိုက်ကလေးကိုရိုက်ကြည့်ပါဒီစာပိုက်ကလေးပြီးသွားပြီဆိုရင်ပြန်ဆုံးပါမယ်ညီတာတွေမညီတာတွေကိုပြီးမှဆက်ပြောပြပါမယ်အဲ့တော့အရင်ဆုံးဒီစာပိုက်ကလေးပဲရိုက်ပေးပါရိုက်လို့မရတဲ့နေရာလေးတွေဆိုလို့ရှိရင်ကြော်ချထားခဲ့ပါဥပမာ98 10 ရတယ်ကြော်ခဲ့နော်ပြီးသွားလို့ရှိရင်ပြန်တွေ့ပါမယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်